သူများသားမယားပြင်းမစော်ကားတယ်အခုဒီခုခေတ်မှာဒါသိအရေးကြီးတဲ့ကံဖြစ်နေလူတွေကတိုးတက်တာခက်မိတာလိုနဲ့ကိုကျင်တရားတွေပြက်ပြားပြီးတော့တလိษံအဆင့်ကိုရောက်သွားအမိထံခွင့်မပန်အဖထံခွင့်မပန်ခွင့်ပြုချက်မရယူပဲနဲ့မိန်းမများကလည်းအလွယ်တကူဈေးပေါ်ယောက်ျားများကလည်းအလေးအနက်မထားတကယ်ဆိုရင်ယောက်ျားကယောက်ျားကောင်းပိသဖို့ဆိုရင်မိမိနှစ်သက်သူမြတ်နိုးသူချစ်ခင်သူပါလို့ဗဇက်ကတွတ်ပြောရင်လေးစားရမယ်တန်ဖိုးထားရမယ်သူ့ဘဝကိုတန်ဖိုးထားပေးရမယ်အခုတော့လွယ်သလိုရှင်းရင်ရှင်းသလိုလစ်ရင်လစ်သလိုနော်အဲ့ဒါကာမေတုမိစ္ဆာစာရကံနေအကုန်ထိုက်နေတယ်အမိအုပ်ထိန်သောမိမအဖအုပ်ထိန်သောမိမညီကိုမောင်ဘွားမိဘညီကိုမောင်နှမဆွေမျိုးညာတကစောင့်ထိန်သောမိမအနွယ်တူစောင့်ထိန်သောမိမဟောအကျင့်တူစောင့်ထိန်သောမိမဒါတွေကိုခွင့်ပန်ခြင်းမပြုဘဲနဲ့သွားလာရင်ကာမေတုမိစ္ဆာစာရကံထိုက်ပါတယ်ရှင်းလားအဲ့တော့တို့ရှေးရိုးရွာဘိုးဘွားအစဉ်ဆက်ကမိသားဖသားပြီးတောင်းရန်ကြောင်းမြန်းပြီးတော့မှလက်ထပ်ယူကြတာသည်ဟောဒီကံအဖြစ်တွေကိုကြောက်လွန်းလို့ရှောင်တိန်ခဲ့ကြစိတ်အလိုကိုမလိုက်ကြဘူးကိုကျင့်တရားကိုထိန်းတယ်မိန်းမပိသတဲ့ကိုကျင့်တရားယောက်ျားပိသတဲ့ကိုကျင့်တရားနဲ့နေခဲ့ကြလို့အသက်လဲရှည်တယ်အန္တရာယ်လဲကင်းတယ်ရှင်းလားတော့အားလုံးငါတို့ဘိုးဘွားပြီးပဲနေဟာအမြင့်မားဆုံးယဉ်ကျေးမှုနဲ့အဆင့်အမြင့်ဆုံးလူနေမှုစနစ်ကြီးကိုထူထောင်ထားခဲ့တာဖြစ်ပါတယ်